ဖះသခင်ကြီးစုတော်ချီးမွမ်းပါတယ်ကြီးစုတော်ကြောင့်နေတဲ့ကိုဝင်စားခွင့်ရတဲ့နှုတ်ကပတ်တော်နဲ့ခွန်အားပေးခွင့်ရတဲ့ပုံမှာဖះသခင်ကြီးစုတော်ချီးမွမ်းပါတယ်ဖះရှင်နာမတာရဲ့ဘုံကြီးမင်္ဂလာရှိပါစေဒီနေ့ကျွန်တော်ကျမ်းစာထဲမှာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လူတတဝါကိုမကိုးစားဘဲနဲ့ဖះကိုအမြဲတမ်းကိုးစားဖို့ရန်အတွက်ဖះသခင်လူတော်ရှိတယ်ဆိုတဲ့ပြောထားတဲ့ဟေရှာယခန်းကြီးကိုငယ်6မှာလည်းပဲအောဘယ်တိုင်ပင်ဖက်တကူကြီးသောရှင်သာဝရဖငြိမ်သက်ခြင်းရှင်ဆိုပြောထားပါတယ်ကျွန်တော်တို့တခုခုဖြစ်လာလို့ရှင်လူတတဝါတို့မကိုးစားပါနဲ့အောဘယ်တိုင်ပင်ဖက်ဆိုတဲ့ကျွန်တော်တို့ယေရှုခရစ်တော်ဘုရားကိုကျွန်တော်တို့မြဲတမ်းတိုင်ပင်ဖို့ကိုးစားဖို့လိုအပ်ပါတယ်ကျွန်တော်ဆိုရင်လည်းမြဲတမ်းနေ့တိုင်းကိုကျွန်တော်ကိုရောမှုရခတ်တိုင်းမှာကျွန်တော်တို့မှဆိုရင်တင်ပြစရာတွေတိုင်ပင်စရာတွေများတဲ့ခါကျတော့ကျွန်တော်အပေါင်းပြီးပဲကျွန်တော်ပြောလိုက်တော့တယ်အမှုရခါတဲ့ကိုရရှင်လက်တော်အနှံပါတယ်ဆိုတာကျွန်တော်တို့လုံသမျှမှန်သမျှဟာဒီကျွန်တော်တို့လူကိုမတိုင်ပင်ပဲနဲ့ဖယားကိုတိုင်ပင်ဖို့ရန်အတွက်ကျမ်းစာထဲမှာရှင်းရှင်းလင်းလင်းပြောထားပါတယ်အဲဒီကြောင့်ဟေရှာယခန်းကြီး9ငယ်6မှာဗာပြောထားဆိုတော့အောဘယ်တိုင်ပင်ဖက်တကိုးကြီးသောရှင်သာဝရဖငြိမ်သက်ခြင်းရှင်ဆိုတဲ့ဟာရေးထားတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့တိုင်ပင်ဖက်လူတွေကိုသွားတိုင်ပင်မဲ့စာဖယားကိုတိုင်ပင်ပါဖယားကိုမေ့ပါဖယားကိုစကားပြောပါကိုရောသားကိုစကားပြောပါဒီလမ်းကိုသွားစေခြင်းလားဒီလုတ်ကိုလှုပ်စေခြင်းလားဒီလူနဲ့တွေ့စေခြင်းလားဆိုတဲ့ဟာကျွန်တော်နေ့စဉ်တိုင်းမှာကျွန်တော်ဖယားနဲ့ဆူတောင်းပြီးတော့မိတ္တာဖွဲ့ဖို့လိုတယ်ဖွဲ့တဲ့ခါကျတော့ဖယားသခင်တော့ဟေးငါသားဆိုပြောချင်မှပြောမယ်ဒါပေမဲ့ဖယားသခင်ကသူ့ကိုကျွန်တော်တို့တက်တာမှာကျမ်းစာအားဖြင့်တော်ကောင်းလူအားဖြင့်တော်ကောင်းယာဝတ္ထုအားဖြင့်တော်ကောင်းဖယားသခင်ကစကားပြောတယ်ဆိုတာတွေ့ရတယ်အဲဒါကြောင့်ကျွန်တော်တို့တက်တာမှာအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ရှောလမုန်မင်းကြီးစဉ်းစားကြည့်ပါရှောလမုန်မင်းကြီးဆိုတာသူ့မှဒီလောက်သူ့ဖေဒါဝိဒ်ရဲ့နန်းတော်ကိုထိုင်ရတော့မယ်ဆိုတဲ့ခါကျတော့ဘုရားသခင်ကိုဆုတောင်းတယ်ဆိုတာတွေ့ရတယ်အဲ့ဒါကြောင့်သုတ်တန်ကျမ်းခန်းကြီး1ငယ်1မှာကြည့်တဲ့ခါကျတော့1ကနေဖတ်ကြည့်တဲ့ခါကျတော့ရှောလမုန်ရဲ့ပညာအကြောင်းကိုရေးထားတွေ့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရှောလမုန်ကဘုရားသခင်ကိုအမြဲတမ်းတိုင်ပင်ဖက်လုပ်တယ်ဆိုတာတွေ့ရတယ်ဆိုတော့သုတ်တန်ကျမ်းခန်းကြီး1ငယ်1ကနေ4လောက်ထိဖတ်ကြည့်လို့ရှိရင်ပညာတရားနေဥပရိသတရားကိုသိ၍ဉာဏ်နှင့်ရှင်သောစကားကိုနားလည်မိကြောင်းပညာသွန်သင်ခြင်းဖြောင့်မတ်စွာကျင့်ခြင်းတရားသဖြင့်စီရင်ရဲ့တတိရှိစွာဆုံးဖြတ်ခြင်းအမှုရာ၌လေ့ကျင့်မိအကြောင်းမိုက်သောသူသည်လိမ္မာ၍လူပြိုသည်ပညာတတိနှင့်ပြည့်စုံမိကြောင်းဒါဝိဒ်၏သားတော်ဖြစ်သောဣသရေလရှင်ဘုရင်ရှောလမုန်စီရင်သောသုတ်တန်စကားဟုမူပါလို့ရေးထားတွေ့ရတယ်ဆိုတော့ဘာပြောပတ်ခြင်းလဲဆိုတော့ဖယားသခင်စီမှာသူကပညာရတဲ့ခါကျဒီနိဒန်းပိုင်းမှာသုတ်တန်ကျမ်းရဲ့ပထမဆုံးမှာဒီဥစ္စာနေနဲ့ပတ်သက်ပြီးတော့ဖယားသခင်စီကညံရတယ်ဆိုတဲ့ကြောင့်ရေးထားတွေ့ရတယ်အဲဒါကြောင့်ကျွန်တော်တို့တက်တာမှလည်းပဲအော့ပဲတိုင်ပင်ဖက်ဆိုတဲ့ဖယားသခင်ယေရှုခရစ်တော်ကိုယေရှုခရစ်တော်ဖယားမနေ့ယနေ့နောင်ကာလမပြောင်းလဲတဲ့ဖယားပါအသက်ရှင်တဲ့ဖယားပါသေနေတဲ့ဖယားမဟုတ်ပါဘူးခေါ်ရင်ထုတဲ့ဖယားဆိုတာလူတိုင်းသိပြီးသားပါအေမာနွေလကျွန်တော်တို့ ਨੇ အတူမြဲတမ်းအတူရှိတဲ့ဖယားလို့ရေးထားပြီးသားပါဒီကျမ်းစာတွေကဖယားစကားဖြစ်ပါတယ်ကျွန်တော်တို့လူတွေရေးထားတာမဟုတ်တဲ့အတွက်ကြောင့်ဖယားစကားနဲ့တကယ်သွားတက်လို့ရှိရင်ဖယားရဲ့တန်တော်ဖယားစကားပြောခြင်းကိုနှလုံးသားထဲကနေပြီးတော့ခံစားတွေ့ခံစားပါလိမ့်မယ်အဲ့ဒါကြောင့်ဟေရှာယခန်းကြီး7ငယ်2မှာလည်းဗာရေးထားသလိုထာဝရဘုရား၏ဝိညာဉ်တော်ဒီဟုသောပညာနှင့်ဉာဏ်ကိုပေးသောဝိညာဉ်နဲ့တန်ကြံစီတတ်ဆွမ်းနိုင်သောတတ္တိကိုပေးသောဝိညာဉ်ထာဝရဘုရားကိုကြောက်ရွံ့ယိုသေးသောဝိညာဉ်သည်ထိုသူတို့မှာကိန်းဝတ်မယ်လို့ရေးထားတွေ့ရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ကိုတိုင်ပင်တဲ့အခါကျတော့ကြံစီတတ်ဆွမ်းနေတဲ့ဉာဏ်တွေကိုပေးတယ်ဆိုတာတွေ့ရတယ်ကိုမဖြစ်ချင်တာကိုရဲ့ဒီလမ်းသွားမယ်ဆိုလို့ရှိရင်ဥပမာဖယားသခင်ကမကြိုက်တဲ့ခါကျတော့လမ်းကိုတနည်းနည်းနဲ့ဖယားသခင်ဖယ်ပေးတာမျိုးဒီဥစ္စာမလုတ်ဖြစ်တဲ့ဟာမျိုးတွေဟာဒါဖယားသခင်လမ်းညွန်တဲ့လမ်းထဲမှာရောက်နေတယ်ဆိုတာတွေ့ရတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဘရှလုံနဲ့ဒါဝိဒ်တက်တာကြည့်တဲ့ခါကျတွေ့ရပါလိမ့်မယ်ဒါဝိဒ်တက်တာမှာဒါဝိဒ်တက်တာဘာတွေ့လဲဆိုတော့ဟိသောဖေလဆိုတဲ့လူအားတဲ့တကယ်ပဲဖယားရဲ့ဗျာဒိတ်တော်ကိုရတဲ့လူလို့ဘယင်တယောက်ကလေးစားရတယ်ဆိုတဲ့ရေးထားတွေ့ရတယ်ဘယင်တယောက်ကနေပြီးတော့သူ့ရဲ့အကြံဉာဏ်သူ့ရဲ့ကြံပေးချက်တွေကိုသိရတဲ့ခါကျဒါဝိဒ်ကတအားကြောက်တယ်
လေးစားတယ်ဆိုတာတွေ့ရတယ်အဲ့ဒါဘယ်မှာတွေ့လဲဆိုတော့ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး16ငယ်23မှာဖတ်ကြည့်တဲ့အခါကျတော့ထိုကာလ၌အဟိသောဖေလာပေးသောကြံသည်ဖျားသခင်ထံတော်၌မေးလျှောက်၍ခံရသောဗျာဒိတ်တော်ကဲ့သို့ဖြစ်၏တဲ့အဟိသောဖေလာပေးတဲ့အကြံအားတဲ့ဖျားသခင်ပေးတဲ့ကြံလိုပဲဒါဝိဒ်ကမှတ်ရတယ်တဲ့သူပေးသမျှသောအကြံကိုဒါဝိဒ်နှင့်အဘရှလုံသည်ဗျာဒိတ်တော်ကဲ့သို့မှတ်တတ်သည်တဲ့ဆိုတော့ပြောချင်တာအဘိသောဖေလာဆိုတော့တကယ်ပဲလူတွေလေးစားတဲ့လူဘယင်ကိုယ်တိုင်ကလေးစားတဲ့လူဖြစ်တယ်ဒါပေမဲ့အဟိသောဖေလာပေးတဲ့အကြံကိုဒါဝိဒ်ကဖျားသခင်မဟုတ်တဲ့ခါကျတော့သူပေးတဲ့ကြံကိုဖယ်ပေးပါဆိုတဲ့ဟာဒါဝိဒ်ကဆုတောင်းတာတွေ့ရတယ်ဆိုတော့ဘာပြောပြချင်လဲဆိုတော့ခုနယေရမိထဲမှာလည်းပြောထားဗာရေးထားဆိုတော့ယေရမိ7ငယ်ထဲမှာလူတတဝါကိုကိုးစားပြီးတော့လူကိုကိုးစားတဲ့သူကထာဝရဘုရား၏မြင့်မောက်တော်ထွက်သွားပြီလို့ရှိရင်တဲ့ကြိမ်ချင်းကိုခံရသောသူဖြစ်တယ်ဆိုတော့ယေရမိထဲမှာလည်းရေးထားတွေ့ရတယ်အဲကြောင့်ကျွန်တော်တို့တက်တာမှာလည်းပဲလူတတဝါမကိုးစားဘဲနဲ့ခုနအောဘယ်တိုင်ပင်ဖက်တကိုးကြီးသောရှင်ဆိုတဲ့ယေရှုခရစ်တော်ကိုကျွန်တော်တို့ကအမြဲတမ်းတိုင်ပင်ဖို့ဆွေးနွေးဖို့ဖျားသခင်ကိုကူညီတောင်းဖို့လိုအပ်တယ်အဲဒါကြောင့်ဒီအဟိသောဖေလာပေးတဲ့ကြံကဖျားသခင်ရဲ့ဗျာဒိတ်တော်ကဲ့သို့ဖြစ်တယ်ဆိုတဲ့ဟာသိတဲ့ခါကျဒါဝိဒ်ကတအားကြောက်တဲ့ခါကျတော့သူ့ကိုပေးတဲ့ကြံတွေကထိရောက်တော့မယ်ဆိုသိတဲ့ခါကျတော့ဖျားသခင်ကိုကိုးစားတယ်ဖျားသခင်ဆုတောင်းတယ်ဆိုတာတွေ့ရတယ်အဲ့ဒါဘယ်မှာတွေ့ရလဲဆိုတော့ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး15ငယ်30ကနေဖတ်ရင်တွေ့ရတယ်ဒါဝိဒ်ကလည်းငိုလျက်ဥကောင်းကိုခြုံလျက်ခြေနှင်းကိုချွတ်လျက်တန်လွင်တောင်ပေါ်သို့တက်လေ၏နောက်တော်သို့လိုက်သောသူအပေါင်းတို့သည်လည်းဥကောင်းကိုခြုံလျက်ငိုကြွေးလျက်တက်ကြ၏အဘရှလုံနှင့်ဝမ်း၍ပုန်ကန်သောလူစုထဲမှအဟိသောဖေလာလည်းပါကြောင်းကိုဒါဝိဒ်ကြားလျင်လည်းအိုးထာဝရဘုရားအဟိသောဖေလာပေးသောကြံကိုမိုက်သောကြံဖြစ်စေတော်မူပါဟုဆုတောင်းလေ၏လေပြောချင်တာကဖျားသခင်ကိုအောဘယ်တိုင်ပင်ဖက်တကိုးကြီးသောရှင်ကိုကျွန်တော်တို့တိုင်ပင်ချင်းဖျားကိုဆုတောင်းခြင်းအဖြစ်ဒီအကြံကိုအဘိသောဖေလာပေးတဲ့ကြံကားတဲ့ခုနကျွန်တော်ဖတ်သွားတဲ့အတိုင်းပဲတကယ်ပဲဘယင်ရဲ့ကြောက်ရတယ်ဆိုတဲ့ဟာကိုရှင်းလင်းရေးထားပါတယ်ထိုကာလ၌ခုနကျွန်တော်ဖတ်သွားထိုကာလအဘိသောဖေလာပေးသောကြံသည်ဖျားသခင်ထံတော်၌မေးလျှောက်၍ခံရသောဗျာဒိတ်ကဲ့သို့ဖြစ်တယ်ဆိုတဲ့ဟာကိုဆိုတော့ဒီလိုဖြစ်တဲ့ခါကျတော့ဒါဝိဒ်ကတအားကြောက်တဲ့ခါကျတော့ဖျားသခင်ကိုဆုတောင်းတယ်ပြောချင်တာကျွန်တော်တို့မှာအောဘယ်တိုင်ပင်ဖက်တကိုးကြီးသောရှင်ထာဝရရှင်ဖျားသခင်ယေရှုခရစ်တော်ကိုဆုတောင်းတဲ့ခါကျတော့ဘလောက်ပဲကြံပေးတဲ့တကယ်ထက်တဲ့လူတွေဖြစ်နေပါစေသူ့ရဲ့အကြံကိုမမြောက်စေဘဲနဲ့ဖျားသခင်ကိုးစားခြင်းဖျားသခင်ကိုဆုတောင်းခြင်းအပြင်ဒါဝိဒ်ရဲ့တက်တာမှာသူ့ရဲ့အကြံကအဟိသောဖေလာပေးတဲ့ကြံကမိုက်သောကြံဖြစ်သွားတယ်ဆိုတာတွေ့ရတယ်ဆိုတော့အဲ့ဒီကြံပေးတဲ့လူဟာနောက်ဆုံးဘာဖြစ်သွားလဲဆိုတော့သူ့ကိုယ်သူတတ်သေးသွားတယ်ဆိုတာတွေ့ရတယ်အဲ့ဒါဘယ်မှာတွေ့လဲဆိုတော့ဒီဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး7ငယ်23မှာတွေ့ရတယ်အဟိသောဖေလာသည်လေမိမိပေးသောအကြံသို့မလိုက်ကြသည်အကြောင်းကိုသိမြင်သောအခါမိကိုကုန်းနှင်းတင်စေပြီးလျင်ထ၍မိမိနေရင်မြို့မိမိအိမ်သို့သွားကအိမ်အရေးများကိုစီရင်ပြီးမှလေကျိုးတက်၍သေလေ၏ဘိုးဘေးတို့သင်ချိုင်း၌သကြိုကြ၏ဆိုရေးထားတွေ့ရတယ်ဆိုတော့ကျွန်တော်တက်တာမှာကျွန်တော်ဒီနေ့ပါပြောပြခြင်းလဲဆိုတော့လူပေးတဲ့အကြံကိုဒါဝိဒ်ကမလိုက်တော့ဘဲနဲ့ဘလောက်ပဲအကြံဉာဏ်ကောင်းနေပါစေဖျားသခင်ကိုးစားတယ်အောဘယ်တိုင်ပင်ဖက်တကိုးကြီးသောဖျားကိုသူကကိုးစားတယ်ဆိုတာတွေ့ရတယ်အဲဒါကြောင့်ကျွန်တော်တက်တာမှလည်းပဲလူတွေဘလောက်ပဲကြံကောင်းနေပါစေဖျားသခင်လက်မလွတ်ပါနဲ့ကျွန်တော်ခုနပြောသလိုပဲကျွန်တော်ဆိုရင်မှုရခါသိန်းကိုဖျားကိုပဲအမြဲတမ်းအပ်တယ်ကျွန်တော်မှာကောင်းတဲ့ပေါ့တဲ့ဝန်ဖြစ်စေလေးတဲ့ဝန်ဖြစ်စေမှုရခါသိန်းကိုကျွန်တော်ဖျားသခင်ကိုအမြဲတမ်းအပ်လက်ရှိတယ်ဆိုတော့ဒီမှာဒါဝိဒ်တက်တာနဲ့စဉ်းစားလို့ရှိရင်သူ့ယူစရာကောင်းပါတယ်သူကိုပေးတဲ့ကြံတွေကောင်းတယ်ဒါပေမဲ့သူကလူပေးတဲ့ကြံထက်ဖ
ဖះကိုတာရေးကိုးစားတဲ့အအောပဲတိုင်ပင်ဖက်တကိုးကြီးသောအရှင်ကိုကိုးစားတယ်ဆိုတာတွေ့ရတယ်ခုနကျွန်တော်ယေရမိထဲမှာတစ်ချက်ဖတ်ကြည့်အောင်မယ်ယေရမိထဲမှာဘာရေးထားဆိုတော့ယေရမိဆက်ခွန်ငယ်ငါမှာသာရဖျားမိန့်တော်မူသည်ကငယ်ဆက်ခွန်ငယ်ငါမှာသာရဖျားမိန့်တော်မူသည်ကလူကိုကိုးစား၍လူတတော်ကိုမှီပြုသဖြင့်စိတ်နှလုံးထဲ၌သာရဖျားထံတော်မှထွက်သွားသောသူသည်ကျင်အပ်သောသူဖြစ်တယ်ဆိုရေးထားတွေ့ရတယ်အဲကြောင့်ကျွန်တော်တို့လူကိုပေးတဲ့ကြံကကောင်းပါတယ်ဒါပေမဲ့လူထက်ဖျားကိုတာရေးကိုးစားဖို့ရန်အတွက်သာရဖျားကိုကျွန်တော်ဟေရှာယခန်းကြီး9ထဲမှာရေးထားပါတယ်အောဘတိုင်ပင်ဖက်တကိုးကြီးသောရှင်ကိုကျွန်တော်တို့အမြဲတမ်းကိုးစားပါဆုတောင်းပါဖခင်ကိုတိုင်ပင်ဖက်လုပ်ပါကျွန်တော်တို့သွားမယ်လမ်းလုပ်ရမယ်လို့ပြောရမယ်စကားကိုဖခင်သခင်လမ်းညွှန်ပြလိုက်မယ်ဆိုတာပြောပြခြင်းနဲ့အရောက်စီတိုင်းဖျားရှင်တာရေးကောင်းကြီးပေးချီးမြှောက်ပါစေ